အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ဖြစ်ပါရယ်နော်တီချာပုံညက်လို့လည်းခေါ်လို့ရပါတယ်ကျွန်မကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge လေးတွေ sharing လုပ်ပေးနေတာပါကျွန်မကစာလေးနဲ့ရေးပြီးတော့လည်း sharing လုပ်ပေးပါရယ်နော်တခုခုသိချင်တာရှိရင်လည်းထပ်ပြီးတော့မေးခဲ့လို့ရပါတယ်အခုကကျွန်မမနေ့ကပြပြခဲ့တဲ့အပိုင်းလေးဆက်ပြီးတော့ပြပြပါမယ်နော်မနေ့က noun လေးတွေကိုအများပြောင်းတဲ့အခါမှာပြောင်းလေးတချို့ကိုပြပြခဲ့ပါတယ်အခုကြံနေတဲ့အပိုင်းလေးတချို့ကိုထပ်ပြောပေးပါမယ်နော်ဘာလဲဆိုကျွန်မတို့ noun တစ်လုံးကFE တခုခုနဲ့စုံနေဆိုရင် FFE ကိုဖြုတ်ပြီးတော့ကျမတို့ VES ပေါင်းပေးရပါတယ် for example အနေနဲ့ကျမတို့ဘာဖြစ်မလဲဆိုရင် LEAF လေးသိရပါတော့ LEAVES ပါအများပြောတဲ့ခါမှာ VES လို့ပြောပါမယ် WOLF ဆိုရင် WOLVES လို့ဖြစ်တော့ပါမယ်နော် KNIFE ဆိုရင် KNIVES လို့ဖြစ်တော့နော်နောက်တစ်မျိုးကကျတော့ကျမတို့ဘာလဲဆိုရင်ကျမတို့ irregular plural ပေါ့နော်အဲ့ဒါတော့လုံးဝ changes လုပ်ရတာပါကျမတို့ဘာလဲဆိုရင် s တို့ es တို့လည်းမပေါင်းရဘူး ies လည်းမပေါင်းရဘူးအခု vs လည်းမဟုတ်ဘူးပေါ့နော် irregular ဆိုတာလုံးဝ meaning တစ်လုံးတည်တက်ဖြစ်သွားတာအဲ့ဒါလေးရနည်းနည်းကြက်ထားမှရမှာပေါ့နော်ကျမကဒါကတော့ကျမနည်းနည်းလေးပဲ for example ပေးရဖြစ်ပါတယ်နော် child ဆိုရင် children ဖြစ်သွားမယ် person ဆိုရင် people ဖြစ်သွားမယ် mouse mice food fish to teach okay နော်ပြီးရင် man woman women okay နော်အဲ့လိုပါပြီးရင်နောက်ဆုံးတစ်ခုကပါလဲဆိုရင်ကျမတို့ singular နဲ့ plural နဲ့အနည်းနဲ့အများနဲ့တူနေတဲ့ noun လေးတချို့ပါအဲ့ဒါပါလဲဆိုရင် fish ငါးတစ်ကောင်နဲ့လည်း fish ပါငါးအများကြီးဆိုလည်း fish ပါ one fish two fish ဟုတ်နော်ပြီးရင် sheep တိုးပေါ့နော်တိုးတစ်ကောင်နဲ့လည်း SHEB sheep ပါပဲတိုးအများကြီးဆိုလည်း SHEEB sheep ပါနောက်တစ်ခုကသမင်ပေါ့နော် Dရ deer နောက်တစ်ခုကသမင်များဆိုလည်း Dရ deer ပါပဲသူက singular ရော plural ရောတူနေတာပါနော်ကဲကျွန်မကဒီနေ့ပတ်သက်တဲ့ knowledge လေးတွေတနေ့ပြီးတနေ့ sharing လုပ်ပေးသွားပါမယ်အဲ့ဒါလေးတွေကို like မပေးပါနော်လိုရာရှိရင်လည်းကျွန်မကို comment မှန်ခဲ့လို့ရပါတယ်သိချင်တာရှိရင်လည်း comment မှမေးလို့ရပါတယ်ဒီနေ့ကတော့ဒီတော့ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် bye bye see you